ဘာရောက်နေလဲအော်စီရတဲ့ပုံချမစရပါတော့ ဟောမိစုဘယ်လိုလုံးနေပြန်ပြီလဲပစ္စည်းတွေပြုတ်ကြကုန်ပြီဒီတိုင်းအလိုတွေကြီးပဲ ဟာလေးဒီဟာလေးစီနေနဲ့တက်ကြတာလက် စီရမယ်နေရာနေ့တိုင်းအလိုကြီးပဲ ဒါနဲ့လေဒီငါမပွဲကပြုတ်ကြရုံနဲ့ပွဲနိုင်တာလား အော်ညီမရဲ့ဟိုဟာလေတခြား brand တွေဆိုတော့မသိဘူးညီမရဲ့ဒီ line ရဲ့ဖုန်းမှန်မှန်ကွဲရကြတော့ဒီလိုပြုတ်ကြရုံနဲ့ဘာမှမဖြစ်ဘူးအကျန်းခံ ဟုတ်တယ်မမရဲ့ဒီ line နံပါတ်ပွဲလေးရလေ screen protector လေးပါရတဲ့အကျန်းလုံးဝခံတယ်ပြီးလို့ရှိရင်လေလက်ရချစ်ရည်လုံးဝဖြစ်မှလည်းစိုးရိမ်ကြမလို့ညနောက်ခါကျရင်ဖုန်းပြုတ်ကြတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်လေ तू ကအကျန်းခံတဲ့အတွက်ကြောင့်လေလုံးဝအလွယ်တကူမကွဲဘူး အဲ့ဒါကြောင့်ကိုတို့ဆိုင်မှာဆိုလို့ရှိရင်ဒီ line ရဲ့ဖုန်းမှန်ကွဲဘူးအားလုံးဒီမှာဒါတွေပဲတုံးကြတာဟုတ် အဲ့လိုတော့ခံတာလား ဒါပေါ့ညီမရဲ့